ဖြစ်ခဲ့တာတွေနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာဘာအကုသိုလ်မှမဖြစ်စေနဲ့တဲ့စိတ်ကိုတန့်ရှင်းအောင်တုတ်တင်ပလိုက်တဲ့ပြီးခဲ့ပြီးသားတွေကဘာမှရှိတော့တာမဟုတ်အဲ့ဒီဘာမှမရှိတော့တဲ့အရာတွေကကိုယ့်ရဲ့စိတ်ကိုမှွေနှောက်ခြောက်ချပြီးတော့မနေစေနဲ့နော်ပြီးခဲ့တာတွေကိုပြီးခဲ့ပြီမရှိတော့ဘူးလို့စိတ်ထဲမှာရှင်းရှင်းလင်းလင်းသဘောပေါက်အောင်လုပ်ပြီးတော့ဒီအတိတ်နဲ့ပတ်သက်ပြီးတော့စိတ်မှာအကုသိုလ်အညစ်အကြေးမတင်အောင်တနည်းအားဖြင့်တင်ခဲ့မယ်ဆိုရင်လည်းတန့်ရှင်းသွားအောင်စေကြောတုတ်တင်ပလိုက်တယ်ယံပုပ္ပေတံဝိသောတေဟိပစ္စာတိမာဟုကိဉ္စနံဟောမရောက်သေးတဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်းပဲဘုန်းဘုန်းတို့မှာတော့ကြောင်းကြခြင်းတောင့်တခြင်းတွေနဲ့ပူနေလောင်နေကြရတာတွေမရှိဘူးလားရှိရနော်အဲ့ဒါကိုလည်းဘာလို့အောင်တော့ရှင်းထုတ်ပလိုက်တဲ့ယံပုပ္ပေတံဝိသောတေဟိပစ္စာတိမာဟုကိဉ္စနံလောလောဆယ်အခုပြစ္ဆုတ်ပန်အခိုက်အတန့်မှာဖြစ်နေတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့လည်းပဲနည်းနည်းလေးမှစိတ်ထဲမှာမစွဲလန်းအောင်နေတဲ့ဒါတွေလည်းပဲဖြစ်ပေါ်လာတဲ့ပျောက်ကွယ်သွားတယ်လို့သူတို့ရဲ့အနိစ္စအချက်သူတို့ရဲ့သဘာဝတက်တက်ဖြစ်ပေါ်နေမှုကိုနားလည်အောင်လုပ်ပြီးတော့အခုလောလောဆယ်ဖြစ်နေတဲ့အရာနဲ့ပတ်သက်ပြီးတော့လည်းပဲမစွဲယူနဲ့မစွဲလန်းနဲ့မေ့စေစေတော့ဂဟိတတိနော်ဒါဟာငါဟာပဲဒါဟာငါပဲအဲ့လိုမရှိတဲ့အရာတွေမပါတဲ့အရာတွေကိုမှားမှားယွင်းယွင်းရှောက်ပြီးတော့စွဲလန်းမနေနဲ့ဟုတ်လားအဲ့ဒါဆိုလို့ရှိရင်ဥပတ္တန်တော်စရိတ္တိတင်ဟာငြိမ်ငြိမ်ချမ်းချမ်းနေသွားရလိမ့်မယ်တဲ့ငြိမ်ချမ်းသွားလိမ့်မယ်တဲ့တင့်ရဲ့စိတ်ကလေးဟာငြိမ်အေးသွားလိမ့်မယ်ဥပတ္တန်တော်စရိတ္တိငြိမ်အေးသွားလိမ့်မယ်တဲ့အဲ့ဒါသူလည်းဘာဖြစ်သွားတာတော့ချမ်းသာသွားတာပဲနောက်ဆုံးသူလည်းဘာဖြစ်သွားယဟန္တာဖြစ်သွားတာပဲဟုတ်လားဒါပါတော့ကာလေနာဓမ္မတဝနံဟုတ်လားအဲ့တော့ဘုန်းဘုန်းတို့ဒီနေ့ညနေနေ့ဒါလေးတွေကပြောပြီးသားအကြောင်းအရာလေးတွေကိုဘုန်းဘုန်းကအကျဉ်းမြင့်လေးလောက်လေးပြောပြတာဒါပေမဲ့ပြောလဲပြောခြင်းတယ်သူတို့ကလည်းပဲပြောစရာအလွန်ကောင်းတာပဲဘယ်နှခါကြားလို့မှရိုးသွားတယ်လို့မရှိဘူးတရားဆိုတာဒါလေးကိုအနှစ်ချုပ်ပြီးတော့ပြောတာဒါပေမဲ့ဒီနေ့ညဘုန်းဘုန်းကနည်းနည်းလေးအခြေချပြီးတော့ပြောခြင်းတဲ့အကြောင်းအရာလေးတစ်ခုဒီမှာမှတ်ထားတာရှိတယ်အဲ့ဒါတော့တိတ်ပြီးတော့မပြောဘူးသေးဘူးပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဘုန်းဘုန်းတို့ရှင်ဘုရင်တစ်ပါးမုံဒမင်းလို့ခေါ်တယ်မြတ်စွာဘုရားလက်ထက်ကပါပဲအဲ့ဒါနာရဒမထေရသူ့ကိုဟောတဲ့တရားလေးကိုအင်္ဂုတ္တပါဠိတော်ပြင်စကနိပတ်ထဲမှာမှတ်တမ်းတင်ထားတယ်ဖြစ်ရကလေးကဘယ်လိုလဲဆိုတော့အဲ့ဒီမုံဒမင်းရဲ့မိဖုရားဗဒ္ဒာလို့အမည်ရတဲ့မိဖုရားရုပ်တရက်ဆုံးအလွန်ချစ်မြတ်နိုးတဲ့မိဖုရားကြီးဖြစ်တဲ့အတွက်ကြောင့်သူအလွန်မင်းကိုပဲစိတ်ဆင်းရဲရတယ်ပေါ့ဘယ်လောက်ထိဆင်းရဲတုံဆိုလို့ရှိရင်သူအစားအသောက်တွေဖြစ်တယ်တိုင်းရေးပြည်ကလည်းဘာမှမစီစဉ်တော့ဘူးနော်ဘယ်လောက်ထိသူကလှုပ်ထားတုံဆိုတော့ရွှေတိုင်ဆိုးပိယကကိုခေါ်ပြီးတော့တန်ခေါင်းကြီးလှုပ်ခိုင်းတယ်အဲ့ဒီကိုစီတွေအပြည့်ထည့်ပြီးတော့ဒီသူ့မိဖုရားရဲ့ရုပ်ကလပ်ကိုအဲ့ဒီတည်းထည့်စီတွေထည့်ပြီးတော့အပေါ်ခေါင်းတစ်ခုနဲ့အုပ်ထားဒါဆိုလို့ရှိရင်ငါမိဖုရားကိုငါကြာရာကြည့်လို့ရမယ်ပေါ့နော်အဲ့ဒီနားမှာပဲနေတယ်တောကပရိတွေကအလွန်ကြီးကြီးမားမားတောက်လောင်နေတော့သူ့ရဲ့ဒီရွှေတိုင်ဆိုးကမိတ်ဆွေကောင်းလို့ပြောရမယ်။အော်ငါတို့ရှင်ဘုရင်နော်အကြီးအကျယ်ဒုက္ခရောက်နေတာဒီနိုင်ငံထဲမှာလည်းပညာရှိလို့အမိခံတဲ့သမဏဗြဟ္မဏတွေလည်းအများကြီးရှိတာ။အဲ့တော့ငါဘယ်သူနဲ့မြန်တွေ့ပေးရမယ်။အိုးစဉ်းစားတယ်။အဲ့ဒီမှာရှင်နာရဒဆိုတာယဟန္တာလို့နာမည်ကြီးတယ်။ပညာရှိတယ်လို့လည်းနာမည်ကြီးတယ်။နော်အသက်ကောင်အားဖြင့်လည်းကြီးတယ်ဆိုပြီးတော့ငါသူနဲ့တွေ့ပေးမယ်ဆိုပြီးတော့သူ့ရဲ့စီစဉ်မှုကြောင့်လို့ဆိုကြပါစို့အတူချုပ်ပြောရရင်အဲ့ဒီရှင်ဘုရင်ကအဲ့ဒီနာရဒမထေမြတ်စီကိုသွားတယ်ဟိုရောက်တဲ့ခါကျတော့အကျိုးအကြောင်းလျှောက်ထားလျှောက်တဲ့အခါမှာအဲ့ဒီနာရဒမထေကသူ့ကိုဟောတာအဲ့ဒီတရားလေးပေါ့နော်ပျက်စီးမှုနဲ့နော်ကြုံရတဲ့အခါကာလမျိုးမှာအထူးသဖြင့်နှလုံးသွင်းတဲ့တရားမျိုးပေါ့အဲ့ဒီမှာသူကဘာဟောတုံးဆိုတော့ဘုံဘုံတို့အနှစ်ချုပ်ကလေးပဲပြောကြည့်မယ်နော်လောကမှာတရား၅မျိုးနဲ့ကြုံလာတွေ့လာပြီဆိုရင်ရှောင်လို့မရဘူးဘယ်သူမှလွန်ငင်းချမ်းသာဝင်မရှိဘူးအလုံးဒါဟာတွေ့ကိုတွေ့ရမယ်ကြုံကိုကြုံရမယ်တရားမျိုးဖြစ်တယ်တဲ့အဲ့ဒီတရား၅မျိုးကဘာလဲဆိုတော့စရာရယ်ဗျာတိရယ်မရဏရယ်ခရရယ်နတ္တနရယ်နော်စရာဗျာတိမရဏတော့သိရနော်အိုခြင်းနာခြင်းသေခြင်းဟုတ်လားခရဆိုတာကုန်ခန်းခြင်းဘုန်းဘုန်းတို့ဒီမှာရှိနေတဲ့အရာတွေဖြစ်နေတဲ့မြင်နေတဲ့အရာတွေဟာကုံသွားတတ်တဲ့အရာတွေကြီးပဲကိုဘုန်းဘုန်းတို့ရဲ့အဖေဘိုးတွေဘွားတွေဘယ်ရောက်သွားကုံသွားပြီမမြင်တော့မမြင်ရတော့ဟုတ်လားရေဦးတွေကရေတွေကိုတောက်လိုက်တယ်ကုန်းသွားတယ်
နောက်ထပ်ထပ်ထည့်နေလို့သာရေကအမြဲရှိနေတယ်လို့ထင်နေရတာ哦လူတွေကုန်းသွားတာမရှိဘူးလားနော်ခရဆိုတာကုန်းနတနာဆိုတာပြက်တယ်အကောင်းတိုင်းအမြဲတမ်းသွားနေတာမဟုတ်ဘူးပျက်စီးတယ်ကျမ်းမာရေးကလည်းပျက်စီးတယ်နှုတ်ပြခြင်းကလည်းပျက်စီးတယ်ရှင်သန်ခြင်းကလည်းပျက်စီးတယ်ပိုင်ဆိုင်မှုကလည်းပျက်စီးတယ်တရား၅မျိုးအိုခြင်းနာခြင်းသေခြင်းကုန်ခြင်းပြက်ခြင်းဒါတွေကျုံလာပြီဆိုရင်ဒါတွေမကြုံပါစေနဲ့လို့ဘယ်သူမှတောင်းတလို့မရနိုင်ဘူးတဲ့အဲ့ဒါတွေကြုံလာတဲ့အချိန်မှာညံမဲ့တဲ့ပုံကိုယ်တွေကအလွန်အမင်းစိုးရိမ်ကြတယ်ပူဆွေးကြတယ်ငိုကြွေးကြတယ်အဲ့လိုစိုးရိမ်ခြင်းအဖြစ်သူ့ဘာဖြစ်တုံးတဲ့အစားပြက်လိမ့်မယ်တဲ့မစားခြင်းမတောက်ခြင်းဖြစ်လိမ့်မယ်တဲ့ဟုတ်တယ်စိတ်ထဲမှာစိုးရိမ်မှုဖြစ်သွားတယ်ဆိုရင်စားရင်တောက်ခြင်းစိတ်ကတခါတည်းမှဖြစ်သွားတော့ကုန်သွားကြောက်လန့်လွန်အားကြီးရင်လည်းစားခြင်းတောက်ခြင်းစိတ်ပြက်သွားတာပဲနော်အစားတောက်ပြက်လိမ့်မယ်တဲ့ပြီးရင်ကိုယ့်ရဲ့ရုပ်ရည်ဟာအယောင်ဝါကျပြီးတော့ကြည့်ရတာလည်းပဲမကောင်းတဲ့အနေအထားရုပ်ချင်းအင်္ဂါမလှမပအနေအထားနွမ်းနေတဲ့ပူးနေတဲ့ရုပ်ဟာတိတာကြီးပဲရုပ်ပြက်သွားတယ်နော်အစာပြက်တယ်ပြီးရင်ဘာတော့ရုပ်ပြက်သွားတယ်ပြီးဒီမှာမထေမြတ်ကြီးကပြောတာသူကလက်တွေ့အလွန်ကြတယ်ကိုယ်မုန်းတဲ့လူတွေဝမ်းသာလိမ့်မယ်တဲ့ကိုယ်ပျက်စီးမှုတွေကြုံလို့တောကပရိဒေဝတွေနဲ့အပူသေးကြီးဖြစ်နေကိုယ်မုန်းတဲ့လူတွေဝမ်းသာမယ်ဒါတွေမကဘူးကိုယ်ကိုချစ်တဲ့လူတွေစိတ်ဒုက္ခရောက်လိမ့်မယ်တဲ့ကိုယ်ကိုချစ်တဲ့လူတွေဝမ်းနေကြလိမ့်မယ်ကိုယ်ကလည်းမုန်းတဲ့လူတွေကြီးရှိတာမဟုတ်ချစ်တဲ့လူကလည်းရှိသေးတာဟုတ်လားဒါကြောင့်မလို့ဒီပူလောင်ခြင်းဟာစိုးရိမ်ခြင်းဟာဘာအကျိုးမှမရှိဘူးတဲ့လူတွေဟာကိုယ့်ကိုယ်ကိုပူလောင်လုပ်နေတာငြိမ်းအေးအောင်လဲကိုယ့်ကိုယ်ကိုငြိမ်းအေးအောင်လုပ်တာဘယ်သူမှကိုယ့်ကိုပူအောင်လုပ်လို့မရဘူးဘယ်သူမှကိုယ့်ကိုငြိမ်းအေးအောင်လုပ်လို့မရဘူးဆိုတာကိုပြောတာအဲ့လိုပြောပြီးတော့မထေမြတ်ကြီးဟာတကယ်လို့ဒီတရား၅မျိုးတွေ့လာလို့စိုးရိမ်မယ်ဆိုရင်မစိုးရိမ်အောင်ကိုယ့်ကိုယ်ဆင်ခြင်ရမယ်ဘလို့ဆင်ခြင်ရမလို့အခုပြောတဲ့အတိုင်းပဲဆင်ခြင်ရမယ်သူကနော်စိုးရိမ်ခြင်းအဖြစ်အကျိုးမရှိဘူးအစာပြက်လိမ့်မယ်ရုပ်ပြက်လိမ့်မယ်မုန်းတဲ့လူတွေဝမ်းသာလိမ့်မယ်ချစ်တဲ့သူတွေဝမ်းနည်းလိမ့်မယ်နော်ကိုယ့်ကိုယ်ကိုပူလောင်အောင်မလုပ်သင့်ဘူးကိုယ့်ကိုယ်ကိုငြင်းအေးအောင်လုပ်သင့်တယ်ပူလောင်ခြင်းကဘာအကျိုးမှမရှိဘူးဟုတ်လားအဲ့ဒါလို့စဉ်းစားဆင်ခြင်လိုက်တဲ့အခါမှာငါတယောက်တည်းဖြစ်နေတဲ့ကိစ္စတွေမဟုတ်ဘူးဒါတွေကတလောကလုံးဖြစ်နေတဲ့ကိစ္စလောကရဲ့သဘောလောကရဲ့အမှန်ဒါဟာဘယ်သူမှရှောင်လို့မရဘူးလို့အားလုံးရဲ့အပေါ်မှာလည်းပဲဖြန့်ပြီးတော့အဲ့လိုလေးစဉ်းစားဆင်ခြင်လိုက်မယ်ဆိုရင်လောင်နေတဲ့တောကပရိဒေဝမိဟာငြိမ့်သွားလိမ့်မယ်တရားနာရင်နဲ့ဘုရင်ကြီးကအဲ့ဒါငြိမ့်နေတဲ့မိကဟုတ်လားအဲ့ဒါအဆုံးသက်လေးမှာပြောတာလေးကိုလည်းဘုံဘအလွန်သဘောကျတယ်ဘာပြောတော့ဆိုတော့တစုံတရာပြဿနာတစ်ခုကြုံလာပြီဆိုရင်အစင်မပြေမှုဒုက္ခပေါ့ဘာလို့မဆိုလို့ဘလို့ဒုက္ခမျိုးပဲဖြစ်ကြုံလာပြီဆိုလို့ရှိရင်ကိုယ်အစွမ်းရှိသလောက်ဒါကိုပြေလေအောင်ကြိုးပမ်းအထောက်ရမယ်။နော်ဂါထာမန္တန်ရွတ်လို့ပြောင်းမယ်ဆိုရင်လည်းဂါထာမန္တန်ရွတ်လက်ပေးလို့ပြောင်းမယ်ဆိုရင်လည်းလက်ပေးဟုတ်လား။ဟာချစ်ဖွယ်ခင်ဖွယ်ပြောစိတ်သက်ညှိနှိုင်းလို့ပြောင်းမယ်ဆိုရင်စိတ်သက်ညှိနှိုင်းအကုန်လုံးဖြည့်ရှင်းဒါဘာကြောင့်ဖြစ်လဲဒီဟာမဖြစ်အောင်ဘယ်လိုလုပ်ရမလဲအကြောင်းကိုမြင်အောင်ကြည့်ရှားပညာရှိတွေနဲ့တိုင်ပင်ဆွေးနွေးတဲ့ရင်ဆွေးနွေးရတဲ့အဖြေကိုလက်တွေ့လုပ်ပြီးတော့ဆိုလိုတာကနီးမျိုးစုံနဲ့ဒါကိုပြေလေသွားအောင်ဒီဒုက္ခကိုနော်ကြည်ရနဲ့သေသေးရနဲ့ပျောက်သွားအောင်နီးမျိုးစုံနဲ့ဘာလို့မလို့ကြိုးစားရမယ်လက်မလျှော့အောင်နောက်ဆက်ပြောတာလေးကပိုးစဉ်းစားတယ်ကောင်းအဲ့လိုနီးမျိုးစုံနဲ့အစွမ်းရှိသလောက်တတိကုံထုတ်ပြီးတော့ကြိုးပမ်းအားထုတ်တော်လဲပဲတစ်ခါတလေမှာဒုက္ခကမငြိမ်ဘူးဘလောက်လှုပ်လို့မှဒုက္ခကမငြိမ်ဘူးဖြစ်เสียအကြောင်းရှိတော့ဖြစ်နေပြီဆိုရပါစို့ယောဂါတွေဖြစ်လာတယ်တက်ကျွန်းတဲ့ဆရာဝန်တွေနဲ့ပတ်စံနဲ့အကုန်ခံပြီးတော့အကုန်ကိုစွမ်းညံစွမ်းရှိသလောက်ကင်ကုတော့ကုတာပဲဒါပေမဲ့ကုတဲ့ကြားတွေကပဲတချို့ပျောက်လားမပျောက်လို့သေသွားကြတာပေါ့ဟုတ်လားအဲ့လိုမျိုးနီးမျိုးစုံနဲ့ကြိုးပမ်းအားထုတ်တယ်မရဘူးဒီဒုက္ခကဖြစ်နေပြီဆိုရင်ဘယ်လိုလုပ်မလို့ငါဘဝရကြောင်းကံတရားတွေကိုပြုခဲ့လို့ဘဝရလာပြီရလာရင်ဒီဘဝမှာတော့ဖြစ်เสียအကြောင်းရှိရင်ဘာမှတားမရဘူးဖြစ်တာဟုတ်လားအဲ့ဒီဖြစ်လာတာကိုငါတတ်နိုင်တယ်များနီးမျိုးစုံနဲ့မဖြစ်အောင်ငါလုပ်ပြီးပြီအခုမရဘူးဆိုလို့ရှိရင်လူရလို့ဖြစ်လာရင်လူဒုက္ခဆိုတာခံရတယ်ဟုတ်လားတကယ်တမ်းဘုန်းတို့ခန္ဓာမှာဖြစ်နေတဲ့ဒုက္ခတွေကဒီခန္ဓာကြီးဖြစ်နေလို့ကိုကြုံနေရတာအဲ့လိုကြုံရပြီဆိုလို့ရှိရင်ဖြစ်เสียအကြောင်းရှိလို့ဖြစ်လာပြီဆိုပြီးတော့ကိုပြုတ်ခဲ့တဲ့ကံတွေကိုစဉ်းစားပြီးတော့ဘာလို့ရမလို့ဆိုတော့ဒီခံရမယ်တဲ့ဒါအကောင်းဆုံးနည်းကိုပြောတာနော်နည်းမျိုးစုံနဲ့ကြိုးစားမရဘူးဆိုရင်မှန်မှန်ကန်ကန်စဉ်းစားပြီးတော့ဒါကိုသိခံ
တီးမခံမဲ့နဲ့ဒေါသတွေနဲ့မကျေနပ်ချက်တွေနဲ့တုံ့ပြန်နေမယ်ဆိုရင်လည်းအကျိုးရလဒ်ကပိုးတောင်ဆိုးသွားနိုင်တယ်ဟုတ်ရဲ့လားအဲ့ဒါလေးကိုဘုံဘုံကသဘောကျတာအဲ့လိုမျိုးနော်စရာဗျာတိမရဏခယနတနာအိုရင်းနာခြင်းတေခြင်းကုံခြင်းပြက်ခြင်းဒီတရား၅မျိုးနဲ့ပတ်သက်လို့စိုးရိမ်မယ်ဆိုရင်မစိုးရိမ်အောင်ဒါငါတယောက်တည်းဖြစ်နေတဲ့ကိစ္စမို့အားလုံးဖြစ်နေတဲ့ကိစ္စနော်စိုးရိမ်ခြင်းအဖြစ်အစာပြက်မယ်ရုပ်ပြက်မယ်ရန်သူဝမ်းသာမယ်ချစ်သူဝမ်းနည်းမယ်ဘာအကျိုးမှမရှိဘူးလို့စဉ်းစားပြီးတော့ကိုငြိမ်းအေးအောင်နေနိုင်ရမယ်လို့အဲ့လိုမျိုးဟောတဲ့အခါကျတော့တောကအကုန်ပျောက်တော့ရှင်ဗျာတဲ့ဒါကိုဘာတရားလို့ခေါ်ပါတယ်လေပေါ့ဒီဥစ္စာကိုတောကညောင်းကိုနှုတ်တဲ့တရားလို့ခေါ်တယ်ဟုတ်ပါတယ်ဗျာတပည့်တော်ရဲ့နော်စိတ်နှလုံးမှာစူးနေတဲ့တောကမြောင်းဟာတကယ်ကိုပဲထွက်သွားပြီပေါ့အဲ့ဒါနဲ့တခါတည်းအမိန့်ပေးတယ်တဲ့ရွှေတိုက်စုကိုကိုင်းဗဒ္ဒာရဲ့အလောင်းကိုအကုန်လုံးတခါတည်းထုတ်ပြီးတော့မိတာရှို့လိုက်ကြတော့ဒီနေ့ကစပြီးတော့ပွဲတော်လဲတဲမယ်ဟုတ်လားတိုင်းရေးပြည်ကလည်းစီစဉ်မယ်ဆိုပြီးတော့ချမ်းချမ်းသာသာဖြစ်သွားတယ်ဆိုပြီးတော့အဲ့ဒါမှတ်တမ်းတင်ထားဒါပါလေကာလေနာဓမ္မတဝနာရဲ့စွန့်ရည်လို့မဆိုနိုင်ဘူးလားဆိုနိုင်ရနော်ဒါမြတ်စွာဘုရားလက်ထက်ကဖြစ်ခဲ့တဲ့ဖြစ်ပျက်တွေပေါ့ဘုန်းတို့ဘယ်တရားထဲမှာလည်းမသိပါဘူးထည့်ပြီးတော့ဟောဦးတာလေးတစ်ခုရှိတယ်ဂျာမနီကနဲ့တူတယ်နော်ဒကမာကြီးတယောက်မေရီဖော့စတာခိတ္တဝိတာခာဆိုပြီးတော့သူ့ကိုနော်အလှူဒန်းရဲရောလွန်းလို့ဂုံပြူးကြတာဗုဒ္ဓဘာသာဖြစ်သွားတာနောက်ပိုင်းမှာလေအဲ့ဘာလို့ဖြစ်သွားတာတော့ဆိုသူ့ရဲ့အကြောင်းတရားတွေကလည်းအံ့ဩစရာကောင်းသူကအလွန်ချမ်းသာတဲ့တတိပဲအဲ့ဒါသူ့ရဲ့ယောက်ျားသူ့သား2ယောက်ရှိတယ်သူမိသားစု4ယောက်ပေါ့အဲ့ဒါသူ့တကာကြီးရောသား2ယောက်ရောအကုန်လုံးအဆီးရင်ဖြစ်ပြီးတော့ရုတ်တရက်သေတယ်သေတာမှထူးထူးဆန်းဆန်းနေတယောက်ကလေရင်ပြက်ကြပြီးတော့သေတယ်တယောက်ကကားမှောက်ပြီးတော့သေတယ်တယောက်ကသင်္ဘောမှောက်ပြီးတော့သေတယ်ရေလန်းကုန်းလန်းလေလန်းနော်ကုန်းရေလေအယူလိုဖြစ်သွားတယ်ကမာကြီးကနော်ဘယ်အဆုံးအမနဲ့မှသူ့ရဲ့စိတ်နှလုံးမှာလောင်နေတဲ့မိရမငြိမ်ဘူးနော်သူကိုယ်ွယ်တဲ့ဘာသာတရားနဲ့သူတတ်နိုင်သမျှကြိုးစားကြည့်တယ်မအောင်မြင်ဘူးမရဘူးအဲ့ဒါနဲ့နော်စိတ်ပြေလက်ပြောက်လာတယ်ဟာဝိုင်ကြီးကိုသူသွားပြီးတော့အပန်းဖြေသလားမသိပါဘူးဘုံကောင်းတော့မှတ်မိတော့သူအလွန်ချမ်းသာတဲ့လူတစ်ယောက်ပဲအဲ့မှာတိုက်ဆိုင်တီဟိုကနေပြီးတော့အနာဂါရိကဓမ္မပါဠိဆိုတဲ့သာသနာပြုဆရာကြီးတစ်ယောက်ရှိတယ်သူကဘုန်းကြီးတော့မဟုတ်ဘူးဒါပေမဲ့လူလည်းရိုးရိုးလူမဟုတ်ဘူးရှစ်ပါးသီလစောင့်ထိန်တဲ့အနာဂါရိကအိမ်ယာမထောင်နဲ့လူသူတော်စင်ပေါ့နော်အဲ့ဒါမြတ်စွာဘုရားရဲ့တရားကိုသူကဘာသာပေါင်းစုံတော့စီဝေးပြီးတော့ဘာသာပေါင်းစုံဒီဘာသာတရားနဲ့ပတ်သက်ပြီးတော့ပြောကြဆိုကြတဲ့ပွဲမှာသူကမြတ်စွာဘုရားရဲ့သစ္စာ၄ပါးတရားကိုဟောတာအဲ့ဒီသစ္စာ၄ပါးတရားကိုလေဒီယိုကနေနားထောင်ရတာပေါ့အဲ့ဒီမေရီဖော့စတာခါမကြဘူးလေဘဝဆိုတာဒုက္ခပဲရကျင်မှုကြောင့်ဒုက္ခတွေဖြစ်နေတာနော်ဒီလောဘကိုနည်းနိုင်သမျှနည်းအောင်လုံးမတတ်တာခွင့်ရမယ်လောဘချုပ်မှနောက်ဆုံးဒုက္ခတကယ်ချုပ်မယ်မှန်မှန်ကန်ကန်မြင်တဲ့တမာဒိဋ္ဌိခေါင်းဆောင်တဲ့မဂ္ဂင်၈ပါးမှသာလေနော်လောဘကိုတကယ်ချုပ်ငြိမ်းစေတဲ့အကျင့်မြတ်ဖြစ်တယ်ဆိုပြီးတော့ဒုက္ခနဲ့ဒုက္ခရဲ့အကြောင်းတရားဒုက္ခငြိမ်းရာဒုက္ခငြိမ်းရာသို့ရောက်ကြောင်းအကျင့်အလွန်ပြည့်စုံတဲ့အပြည့်စုံဆုံးအကောင်းမွန်ဆုံးသစ္စာ၄ပါးတရားဟောတာတခါမကြဘူးအဲ့ဒါလည်းကြားရောစိတ်ထဲပါရမီလည်းပါလာလို့နေမှာပေါ့နော်တစ်ချိန်တုန်းကကွဲကွာနေတဲ့နော်ဆွေတွေမျိုးတွေကိုပြန်တွေ့လိုက်ရတယ်လို့မျိုးမြန်ဖြစ်သွားမလားပေါ့သူ့စိတ်ထဲမှာနော်အသိဉာဏ်နေဒါတည်းဒီလိုပါလားလို့နားလေသွားတာပေါ့နော်အဲ့ဒါနောက်ဆုံးအဲ့ဒီအနာဂါရိကဓမ္မပါဠိကိုပင့်ပြီးတော့သူတရားတွေဆက်ပြီးတော့လေ့လာရင်းနဲ့အတူချုပ်ပြောရရင်တော့ဒီဗုဒ္ဓဂါယာမှာသူလှူထားတာတွေအများကြီးသူဥစ္စာပစ္စည်းတွေကိုဒီသာသနာအတွက်ပဲအများကြီးအသုံးချသွားတာပေါ့ဒါကြောင့်ခေတ္တဝိတာခါဆိုသူ့ကိုပြောကြတာဒါပါတော့ဆိုတော့နော်တင့်တော်တဲ့အချိန်မှာတရားကိုနားထောင်လိုက်ရတော့ဟုတ်လားအဲ့တော့တမာဒိဋ္ဌိဆိုတဲ့အရေးအပါဆုံးအပြောင်းလဲကြီးပေါ့တတ္တဝါတွေမှာအကြီးမားဆုံးသောအပြောင်းလဲကမိစ္ဆာဒိဋ္ဌိကနေတမာဒိဋ္ဌိအဖြစ်ပြောင်းလဲသွားတာပါဠိလိုပြောနေတော့တမျိုးကြီးပေါ့နော်မှားနေတဲ့အမြင်ရှိရနေပြီးတော့အဲ့ဒီအမြင်မှားတွေပျောက်ပြီးတော့အမြင်မှန်ရောက်လာတာဒါအကြီးမားဆုံးသောအပြောင်းလဲပဲဟုတ်လားအဲ့တော့မြတ်စွာဘုရားအဲ့ဒီအကြီးမားဆုံးသောအပြောင်းလဲတွေကဘာကြောင့်ဖြစ်တယ်လဲလို့ဟောတယ်လေမိစ္ဆာဒိဋ္ဌိဆိုတဲ့မှားယွင်းတဲ့အယူအဆတွေရှိတယ်ဆိုတာပရတောဂောတမှားယွင်းတဲ့စကားသံတွေကြားရလို့
အာယောနိသောမနတိကာရနှလုံးသွင်းရလဲမှားလို့အဲ့ဒါမိစ္ဆာဒိဋ္ဌိဖြစ်သွားတာ